မနှစ်က3လပိုင်းနဲ့ကျွန်တော်ပြောတယ် NUG မဖွဲ့ခင်မှာပြောတယ် CRPH ကရခိုင်ကိုတောင်းပန်မှာ NLD ကအမှားကိုတောင်းပန်မှာနော်ရခိုင်ပေါ်မှာမှားတဲ့ကိစ္စကရခိုင်တစ်ခုတည်းကိုတိုင်းရင်းသားတွေအကုန်လုံးရင်နာတယ်နော်တိုင်းရင်းသားတွေအကုန်လုံးခံစားရတယ်ဒီကိစ္စကိုပြေပြောက်သွားအောင်ရခိုင်ကိုတောင်းပန်မှာလို့ကျွန်တော်ကမနှစ်ကတက်တရမတ်လထဲမှာမတ်လကုံမှာကျွန်တော်ပြောတယ်တော့မှမလုပ်ဘူးနော်တော့မှမလုပ်ဘူးဒါကြောင့် EAO နဲ့ပေါင်းစည်းရေးတွေအနှုတ်ဆုတ်သွားတာနော်ဆုတ်သွားတာအဲ့တော့ဟိုဖက်ဒရယ်ကိစ္စပါဗျာရှုပ်ထွေးလို့ကျွန်တော်သိမပြောချင်ဘူးအခုကျွန်တော်ရှင်းပြဖို့ရှိတယ်ကျွန်တော်ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုတင်ပြဖို့ရှိတယ်သို့တော့ဒါကနည်းနည်းလေးပေါ့နော်ဟိုရှုပ်ထွေးတဲ့အတွက်ကြောင့်ကျွန်တော်ကဟိုမပြောပြဘူးဒီနေ့အထိဖက်ဒရယ်နဲ့ပတ်သက်ပြီးမပြောပြသို့တော့အခုကျွန်တော်တို့ဒါ NUCC ကနေလုတ်တဲ့ဒီဖွဲ့စည်းပုံဒါဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေထွက်လာတဲ့အတွက်ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နားလည်တယ်လို့တော့တင်ပြပေးဖို့ရှိပါတယ်เนาะအဲ့ဒီခါကျတော့အခုပြောချင်တာကတော့စိတ်ဓာတ်မကြနဲ့ကျွန်တော်ပြောချင်တာတော့စိတ်ဓာတ်မကြနဲ့ဒီတိုက်ပွဲကကျွန်တော်စိတ်ဓာတ်နဲ့တိုက်လာတာเนาะစိတ်ဓာတ်နဲ့တိုက်လာစိတ်ဓာတ်နဲ့တိုက်လာတော့စိတ်ဓာတ်ကြလို့မဖြစ်ဘူးကျွန်တော်တို့ကလူထုကိုအမြဲတမ်းစိတ်ကုန်အားပေးရမယ်မျှော်လင့်ချက်တွေတစ်ခုတစ်ခုပေးရမယ်เนาะကောင်းတဲ့အချက်တွေအမြဲတမ်းထုတ်ပြနေရမယ်เนาะအဲ့တော့စိတ်ဓာတ်မကြနဲ့ဘာဖြစ်လို့ဆိုတော့တော်လန်ကြီးကအားလုံးနဲ့ခြုံသွားတယ်ကိချီများလို့ပဲဘက်ပေါင်းစုံနဲ့တိုက်တာတန်တမာကြီးနဲ့တိုက်တယ်နော်ခုနနိုင်ငံကြီးနဲ့တိုက်တယ်ဟလာစီရေးနဲ့တိုက်တယ်လူမျိုးရေးနဲ့တိုက်တယ်နီးလို့စုံနဲ့တိုက်တယ်နီးလို့စုံနဲ့တိုက်ပွဲဝင်တယ်လို့နော်ရန်ကုန်မှာတိုက်တယ်မန္တလေးတိုက်နေပြည်တော်တိုက်တယ်မြို့တိုင်းမှာတိုက်တယ်ရွာတိုင်းမှာတိုက်တယ်နော်အဲ့ဒါကြောင့်နော်ကိချီများလို့ပဲ၄၅6 4 5ဆက်ကြောင်းပြုတ်လို့ဘာမှမဖြစ်ဘူးတရက်တလေတိုက်ပွဲရှုံးလို့လည်းကျွန်တော်တော်လန်ရော့သွားမှာမဟုတ်ဘူးနော်ဒါကြောင့်မလို့အဲ့အတွက်လုံးဝမစိုးရင်တော့တော်လန်ကအလုံးဝအရှိန်လွန်သွားပြီဒီတော်လန်ကိုဘယ်သူမှရက်လို့မရတော့ဘူးနော်ချက်လို့မရတော့ဘူးအဲ့တော့ခုနလိုပေါ့နော်ဂျားတဲ့ကနေငါတို့လည်းမဆိုင်ပါဘူးဆိုရလွယ်ကူဆိုင်လာပြီနော်ငါတို့လည်းမဆိုင်ပါဘူးဆိုလည်းဆိုင်လာပြီဒါကြောင့်မလို့တဖြည်းဖြည်းတော်လန်ရေးတဲ့ကိုမဖြစ်မနေနော်တူတူပြီးပါလာဖို့ပဲရှိတယ်ဒါကလည်းမအားလောက်ကျေးဇူးတင်ရမှာနော်တကယ်တော့နံပါတ်1ကအာနာသိန်းတာကိုကျေးဇူးတင်ရမှာဘာကြောင့်လဲဆိုလို့ရှိရင်နော်ဘာကြောင့်လဲဆိုလို့ရှိရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြတ်ဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်သူအာနာသိမ့်လိုက်လို့2008ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေပြတ်သွားမှာပြတ်သွားဖို့အကြောင်းဖန်လာဒါနံပါတ်1နံပါတ်2အချက်ကနော်သူကတော်လန်ရေးကိုတောရောက်အောင်ပို့လိုက်တယ်နော်တောရောက်အောင်ပို့လိုက်တယ်ဒါတော်လန်ရေးဆိုတာရွာရောက်နိုင်တယ်ကျေးလက်ကိုရောက်အောင်နိုင်တယ်ဒါကြောင့်တော်လန်ရေးကိုကျေးလက်ကိုရောက်သွားအောင်လုပ်ပေးတာလေကျေးဇူးတင်ရတယ်နောက်တစ်ခုကနော်သူ့ကိုတကယ့်ကိုအကျန်းဖက်သမားခေါင်းဆောင်ကြီးလို့တကယ့်လူမိုက်လူဆိုးကြီးလို့ဖြစ်အောင်သူကိုယ်တိုင်ပုံဖော်ပေးတာအဲ့တော့တကဘာလုံးကသူ့ကိုလူဆိုးအကျန်းဖက်သမားကြီးနော်တကယ်ကိုလူသားမျိုးနွယ်ကိုပြုံးတီးအောင်လုပ်တဲ့လူကြီးဖြစ်မြင်သွားအောင်အန်ယူဂျီကမလုပ်နိုင်ဘူးသူကသူလုပ်သွားတာသူကူညီတာအခုလက်နဲ့ခရမ်းနေဆိုလို့သူကူညီတာပြောတယ်တချို့ PDF တွေတင်တယ်ကျွန်တော်တို့ရဲ့လက်နဲ့ရတာအန်ယူဂျီကြောင့်မဟုတ်ဘူးတဲ့ဟိုကမအလားစီကပို့ပြီးတော့ရတာဆိုတာအဲ့လိုပေါ့နော်အဲ့တော့သူ့လည်းကျေးဇူးတင်ရမှာနော်သူ့ရဲ့လောဘဒေါသမောဟများမှုသူ့ရဲ့အတိညာဏ်နည်းမှုเนาะဒါတွေကတော်လန်ရေးအတွက်เนาะသူတို့ဘက်ကကြဆုံးဖို့အကြောင်းတွေဖန်လာတာဖြစ်တယ်เนาะဒါကြောင့်မလို့စိတ်တကြစရာမလိုဘူးเนาะအဲ့ထောက်တယ်နေရတော့ဗျာများကုန်နေကောင်းနေပဲတကယ်ကတော့အခုကြံနေတာကခိုနီနဲ့နမ်းပဲเนาะခိုနီနဲ့နမ်းပဲနမ်းကြီးတွေတွားတယ်ဆိုရင်ဒါအစောကြီးကအဲ့ဆိုတွားမြန်ပါပဲဒါကျွန်တော်ငကိုတွေကပြောတယ်เนาะအဲ့တော့ရန်သူမိတ်ဆွေကျွန်တော်အချင်းချင်းခွဲပြတယ်เนาะရန်ငါစီပြတ်ဖို့ကိစ္စခဏပြောပြတယ်ဒီတိုင်းပဲဖြစ်လာတာအဲ့ဒီခါကျတော့နော်ဟိုရှူရေးမပြောတော့ဘူးတော်လိုက်ရနိုင်မှာနိုင်ကိုနိုင်မှာနော်ကျွန်တော်ညံ့ရင်တော့ तू ကပုံညံ့လို့ तू ညံ့လို့ကိုနိုင်မှာနော်နောက်တစ်ခုကတော်လိုက်ရအရှိန်လွန်သွားပြီရက်လို့မရနောက်တစ်ခုကဒီနေ့အထိတရက်ကို100လောက်ကြာဆုံးနေတာ100လောက်သူ့ဘက်ကတင်နေတာပေါ့နော်တင်နေတဲ့ကိစ္စကနော်အသက်တွေနော်အဲ့တော့တိရစ္ဆာန်တွေမဟုတ်ဘူးတိရစ္ဆာန်စိတ်ပေါက်နေတဲ့လူတွေနော်ပြီးလို့ရှိရင်မိသားစုတွေနဲ့အဲ့တော့ဒီအားကနေရမဟုတ်ဘူးဒီတိုင်းလေးပဲပုံမှန်သွားမပြိုစရာအကြောင်းကိုမရှိဘူးဒါကိုယုံကြည်လိုက်နောက်တစ်ခုကကြတော့ကျွန်တော်တို့အများကြီးတောင်းခံဖို့မလိုတော့ဘူးနော်အဲ့ဒါဘာဆိုတော့နောက်2လမှာကျွန်တော်တို့အထက်တဲ့အကူအညီရမယ်ရတဲ့အတွက်ကြောင့်အသက်ရှိပေါ်ပြန်ချောင်သွားလိမ့်မယ်နော်အသက်ရှိပေါ်ပြန်ချောင်သွားလိမ့်မယ်အဲ့သဘောတရားရှိနောက်တစ်ခါမိုးတင်းကိုရောက်လာပြီဒီတော်လိုင်းကြီးကဘယ်လိုမှနောက်နေ့ကူးစရာအကြောင်းမရှိဘူးဒီတိုင်းနဲ့တော့နော်ဒီတိုင်းနဲ့တော့ထွက်ပေါက်ကမဲ့တယ်မဲ့သွားပြီနော်အခုဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဟိုတလောကအော်စီယာခေါ်လိုက်တဲ့ကိစ္စအခုဆိုရင်ဒီ NUG ကနေပြီးတော့ဒီနေ့ဒါစုပေးဖို့လေရင်မြန်တစ်စီးဘလောက်ဟလာတင်ကားတစ်စီးဘလောက်ဆိုပြီးတော့ကြော်ညာလိုက်တာဒီလဲပဲနော်
ကျွန်တော်တို့ဒါမြင်းမြန်းဆန်းဆန်းပေါ့နော်တော်လိုင်းအဆုံးတက်သွားဖို့အတွက်တစ်ဖက်ကအင်အားချိသွားဖို့ချိနေသွားဖို့အတွက်အကြောင်းတစုံတရာဖြစ်တယ်နော်ဒါကြောင့်မလို့စိတ်မပူပါနဲ့နော်စိတ်မပူပါနဲ့ကျွန်တော်တို့ရဲ့နော်အခုအပိလက်ပြောင်းနေရအရန်များသွားပြီကျွန်တော်ပြောတဲ့အချက်၅ချက်ကစုစုံနေပြီစုစုံနေလို့လည်းခန္ဓာကြီးတော်တော်ကင်းမဲ့သွားပြီနော်တရုတ်ကိုလည်းစိတ်မပူနဲ့တိတ်ပြဿနာမရှိဘူးအာဆီယံလည်းလမ်းပြောက်သွားပြီနော်အာဆီယံလည်းလမ်းပြောက်သွားတဲ့အခါကျတော့နော်အဲ့ဒီ NUG အနေနဲ့ဒီနေ့ကျညာချက်လို့တတိရှိလို့စမ်းပါနော်ပြည်သူလူထုက NUG ဘက်မှာရှိတယ်ခင်ဗျားတို့ဘက်မှာရှိတယ်ရဲတင်းတင်းစော်ထက်လိုက်နော်အဲ့လိုလုပ်ဖို့လိုတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအောင်မြင်သွားမှာပဲနော်ကျန်တာကလူငယ်တွေဗျာ NLD တွေကလူငယ်လည်းကျွန်တော်အရန်တိုက်တွန်းတယ်လူကြီးကိုဆွဲချဗျာဖယ်ထုတ်လိုက်နော်လူကြီးကလန်လန်လုပ်နေတာအဲ့တော့ NUG မှာ NLD မှာလူငယ်လူတော်တွေရှိတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့လူကြီးဖယ်ပေးပါလူငယ်တွေဥဆောင်ပါစေတွတ်ပြတဲ့ဆမ်းပါခြံပေါက်တွေဆိုတော့လေခြံပေါက်တွေဆိုတော့လေငယ်နိုင်လို့ဖြစ်နေကြတော့နည်းနည်းတွတ်နေရတယ်ပေါ့မတွတ်နဲ့နော်လူကြီးအမြန်ဖယ်ပေးမြန်ဖယ်ပြီးတော့ကြောက်နည်းနည်းអော်ပေးနည်းနည်းဆွဲချပေးနော်အဲ့လိုမျိုးလုပ်လိုက်ဒါကျွန်တော်ကသူ့ခွဲတာမဟုတ်ဘူးနော်တွတ်လက်ကလေးဖြစ်စေချင်တယ်နော်တွတ်လက်ကလေးဖြစ်စေချင်တယ်ရှေ့လျှောက်လဲလူငယ်တွေကဥဆောင်အောင်ပါနော်ကြီးစက်တည်းတကယ်တော်တာဒီတော်လာကြီးကကြီးစက်တည်းရဲ့နော်ကြီးစက်တည်းရဲ့ကြိုးစားဆွမ်းဆောင်မှုကအယံ့ကိုများတယ်အယံ့ကိုများတယ်နော်အဲ့တော့သူတို့ကမဖြစ်နိုင်ဘူးဆိုတာမရှိဘူးနော်မရအောင်လုပ်တယ်နောက်တစ်ခုကစီးလုံးညီညွတ်မှုရှိတယ်ကြီးစက်တည်းကတိမှုကအယံ့အားကောင်းတယ်ပြီးလို့ရှိရင်လူမျိုးဆွဲဘာသာဆွဲဘာဆွဲမှမရှိဘူးနော်ဘာဆွဲမှမရှိဘူးအမြဲတမ်းလက်တွေ့ကြကြသူတို့ကစဉ်းစားတယ်လက်တွေ့ကြကြလုပ်တယ်နော်နောက်ပြီးအယံ့ဆွဲကောင်းတယ်နော်ဒါကြောင့်မလို့ဒီတော်လှန်ရေးဒီနေ့အထိရောက်လာပြီကြီးစက်တည်းရဲ့ကျိုးစားအားထုတ်မှုတွေဆိုတာရာခိုင်နှုန်း90ရာခိုင်နှုန်းကျော်တယ်လို့ကျွန်တော်ပြောချင်တယ်နော်တကယ်ကိုလေးစားတယ်အတိမပြုတ်တယ်နောက် CDN တွေလည်းပဲတကယ်ကိုပေါ့နော်ဒါတော့အမေစုကျေးဇူးတွေအမေစုရဲ့ခုနကတော့9နှစ်အတွင်းမှာဒီပေါ့နော်ဒီမကြောက်တရားမျိုးစေ့ကနော်မကြောက်တရားမျိုးစေ့ကနိုင်ငံအနှံ့မှာပေါက်တာဒါကြောင့်လို့ CDM ကဒီရရက်လက်ဖြစ်တယ်အဲ့ CDM တွေကလည်းအရန်လေးစားပေါ့သူတို့ကဒီတော်လိုင်းရဲ့ foundation ပဲနော် foundation ပဲဒါကြောင့်မလို့နော်အခုအခက်အခဲတွေအများကြီးရှိရဆိုတာသိတယ်စူးစမ်းပြီးတော့နော်တောက်ခံမှာမျှဝေပါမကြတော့ဘူးနော်မေလကုံလောက်ဆိုရင်အထောက်ပံ့နေနော်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်ပံ့နေလာတော့မယ်လာလို့ရှိရင်အသက်ထိုက်လောက်အသက်ချောင်သွားမယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတော်လန်ရိတ်ကတော့နော်ဟို3နှစ်တည်း5နှစ်တည်းသူများပြောတာမယုံနဲ့မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးကျွန်တော်တို့နောက်နှစ်ကူးစရာအကြောင်းမရှိဘူးနော်ဒီတိုင်းတော့ဒီတိုင်းပုံမှန်လေးဗျာအများကြီးဒီနေ့လိုကိစ္စမျိုးမဖြစ်ရင်တောင်မှနော်ဒီနေ့လိုကိစ္စမျိုးကများဖြစ်တော့နော်မြန်တာပေါ့နန်းထောက်တိုင်ကြီး10တိုင်းမချိုးရဘူးဖြိုးသွားမှာနော်ဖြိုးသွားမှာအဲ့တော့အဲ့လိုဖြစ်တဲ့ခါကျတော့နော်ပုံမှန်လေးပေါ့နော်ပုံမှန်တစ်ရက်တရားနှုံးလေးကိုနော်ပြင်းပြလေးသွားနေရပြီနော်ပြင်းပြလေးသွားနေရပြီဒါကြောင့်မလို့မပြိုစရာအကြောင်းကိုမရှိဘူးအဲ့တော့အားလုံးချုပ်လိုက်မယ်ပြောချင်တာကတော်လိုင်းရနိုင်ကိုနိုင်မှာလုံးဝအရှိန်လွန်သွားပြီတနေ့တရားဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်လွယ်တဲ့ကိစ္စမဟုတ်ဘူးမပြိုစရာအကြောင်းလုံးဝမရှိဘူးနော်လုံးဝမရှိဘူးအဲ့တော့ကျွန်တော်နိုင်ကိုနိုင်မှာစိတ်ဓာတ်လုံးဝမကြနဲ့နော်နည်းနည်းလေးအားတင်းထားရတဲ့ရှေ့နောက်ကျွန်တော်တို့ကဆက်မိသွားလိမ့်မယ်စိတ်ဓာတ်နဲ့တိုက်ပွဲစိတ်ဓာတ်နဲ့တိုက်လာတဲ့တိုက်ပွဲစိတ်ဓာတ်နဲ့အောင်မြင်လာတဲ့တိုက်ပွဲသည်စိတ်ဓာတ်ကအဓိကပဲစိတ်ဓာတ်ကြသွားလို့မဖြစ်ဘူးစိတ်ဓာတ်ရှိနေကျွန်တော်အရှုံးမပေးရင်နိုင်ပါပဲနောက်တစ်ခုကဒီတော်လန်ရေးကိုဒီ3ဦးကပဲเนาะဒီ PDF ရဲ့ CDM ရဲ့နိုင်ငံပြည်တွင်းပြည်ပအလှူရှင်တွေဥဆောင်နေတာဖြစ်တယ်သူတို့ရဲ့အင်အား85လုံးဖြစ်တယ်ဒီဒေါ်လာကြီးကိုရပ်တန့်သွားအောင်တရုတ်ကလည်းမလုပ်နိုင်ဘူးအမေရိကန်လည်းမလုပ်နိုင်ဘူးเนาะဒါကြောင့်မလို့လုံးဝစိတ်ဓာတ်မကျနဲ့เนาะအောင်မြင်မှာပဲဆိုတဲ့ယုံကြည်ချက်ကိုပဲခံကြွထား NUG နေနဲ့ဒီနှစ်လိုမျိုးတက်ပို့ပြီးတော့တက်လက်မြင်ဆန်းနဲ့ရဲတင်းတင်းလောက်ပါเนาะပြည်သူလူထုက NUG ဘက်မှာရှိတယ်เนาะရဲတင်းတင်းစော်သားမှာเนาะရဲတင်းတင်းစော်ဖြစ်ကိုဖြစ်တယ်เนาะနိုင်ကိုနိုင်တယ်เนาะနိုင်ကိုနိုင်တယ်အရန်ကံကောင်းတယ်เนาะအဲ့တော့အခွင့်အရေးတွေကအများကြီးလာနေတယ်ရှေ့လျှောက်ပြီးတော့ဒီတက်ပို့ပြီးတော့လာမှာဒါဖြတ်ပြောမယ်ဆိုရင်ဒီနေ့ဖြစ်တဲ့ဒီဒေါ်လာကိစ္စကเนาะဒီ investor နိုင်ငံတွေကထိခိုက်သွားပြီထိခိုက်တဲ့ investor နိုင်ငံတွေလည်းပဲခုနလည်းပေါ့စောင့်ကြည့်ရခွတ်ထိုင်တဲ့ဟာတွေလည်းပဲပြောင်းရတာမှာဒါကြောင့်ဘက်ပြောင်းမှုတွေကဆက်လာတော့မှာခုနီတွေပဲပြောင်းမှာနော်ခုနီတွေပဲပြောင်းမယ်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံထားတဲ့လူတွေပဲပြောင်းမယ်
အာဆီယံရဲ့လူတွေတိတာရက်လာပြရမယ်တခြားနိုင်ငံတွေလည်းဘက်ပြောင်းလာရမယ်ကိစ္စတွေအများကြီးဖြစ်တယ်ဒါကြောင့်မလို့เนาะကျွန်တော်တို့ကအရန်လောမကြည့်နဲ့အရန်အားထည့်ဟိုထမင်းချက်တူပဲအရန်မီးထိုးလိုက်လို့ရှိရင်တူသွားเนาะဒီတိုင်းလေးပဲနှက်ထားလိုက်လို့ရှိရင်တပြေးနဲ့တူသွားเนาะအဲ့တဘောတရားရှိတယ်အဲ့တော့စိတ်ဓာတ်မကြပါနဲ့နိုင်ကိုနိုင်မယ်ဆိုတဲ့ကိစ္စကျွန်တော်လုံးဝမပြောင်းဘူးနောက်တစ်ခုကတော့ဒေါ်လာပြီးရင်ပကံမှာစုံမယ်နော်လုံးဝစုံမယ်ဗျာနော်ပကံမှာစုံမယ်ဒီတိုင်းသွားဗျာဒေါ်လာရနှစ်မကူစိတ်ချနော်စိတ်ချနော်အမှန်ကတော့များမှာနော်များမှာမလုတ်ခဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေလုတ်တင်လုတ်ထိုက်ရတဲ့နဲ့မလုတ်ဖြစ်ခဲ့တဲ့ကိစ္စတွေရှိနေလို့ကျွန်တော်ဒေါ်လာရနည်းနည်းကြာသွားတာနော်အဲ့ဒါပဲအဲ့တော့ကျမ်းမအောင်နေပါနော်ကိုကျမ်းမအောင်လည်းနေပါစိတ်ချမ်းသာအောင်လည်းနေပါကောင်းတာတွေကိုပဲတွေးပါနော်ကောင်းတာတွေပဲတွေးပါနော်ကျွန်တော်တို့အရှုံးမပေးမချင်းရှုံးစရာအကြောင်းမရှိဘူး NUG ကိုလည်းရဲတင်းလှုပ်ဆမ်းပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်နော်ကဲအားလုံးကိုနှုတ်ဆက်ပါတယ်ပကံမဆုံးမယ်